Hello ဒီနေ့ chocolate မစားတော့အိမ်မှာပဲအရသာရှိတဲ့ခောက်ဆွဲလေးလှုပ်စားလိုက်ပါတယ်အဲ့တော့ချောင်းလေးမစိုးချွေးလေးမကြက်ကျမ်းမာရေးနဲ့ညီညွတ်ပြီးတော့မှအရသာရှိတဲ့ရှမ်းခောက်ဆွဲလေးပါဒီနေ့ကတော့အစီအစဉ်မရှိပဲလှုပ်စားလိုက်တာဖြစ်တော့မုံရင်းချင်တော့မရဘူးပေါ့နော်အဲ့တော့ကြက်ပြုတ်ရည်လေးရယ်ပြီးတော့မုံလာခြင်းလေးရယ်ရိုးရိုးရှင်းရှင်းလေးပဲလှုပ်စားဖြစ်ပါတယ်အဲ့ထဲတဲ့အစာပလာလေးတွေကိုလည်းပြပြသွားမယ်နော်ဒါကတော့ခောက်ဆွဲပြုတ်ထားပြီးသားပေါ့နော်ရင်းဆုံးစီချက်ငရုတ်စီရှာကော့ပါကောမုံစာအချိုမုံနန်းထောင်မြေပဲထောင်ပြီးမြင်းပြန်ကြညုပြီး ABC ကြညုဒါအရွက်ပြုတ်ထားတာပေါ့နော်ပဲရွက်မရလို့မုံရင်းရွက်လေးပဲပြုတ်ထားပါတယ်ပြီးကြက်သွမိတ်ထင်းမယ်ဒါတော့မပါမဖြစ်အနစ်ပေါ့နော်ကြက်သားအနစ်လေးပါပြီးရင်တော့ကြက်ပြုတ်ရည်လေးဆန်းလိုက်ပါမယ်ဒါဆိုရင်တော့စားလို့ရပါပြီရတာလေးရှိပြီးတော့မှမှုေးပြီးတော့မှတော်တော်စားကောင်းတဲ့ခောက်ဆွဲပြုတ်လေးပါအပြင်မှာဝယ်စားထဲဆိုင်ရင်ဒီလိုမျိုးလေးလှုပ်စားရင်ပို့ပြီးတော့မှတန်လဲတန်နေအများကြီးလဲစားရတယ်ပေါ့နော်ဒါဆိုရင်တပိတ်တာခောက်ဆွဲဝယ်ထားပေါ့နော်အဲ့တော့အိမ်မှာတော့လူနေတော့2ခါ3ခါလောက်တော့စားလို့ရတယ်ပေါ့အားလုံးပဲစားကြပါအောင်ရှင်ဒါလေးကတော့အိမ်ရစားနေကြခောက်ဆွဲလေးပါဒါစံစည်းနဲ့ထုတ်တယ်ပေါ့နော်ဒီနေ့ကတော့ရှမ်းခောက်ဆွဲပဲစားမှမို့ရှမ်းမဲဝယ်ခဲ့ပါတယ်ဒါဆိုရင်တပိတ်တာတို့ကမှ4000ပြီးခဲ့ရပါတယ်အဲ့တော့4000နေနဲ့တအိမ်လုံးအဝစားလို့ရပြီပေါ့နော်တန်နဲ့တန်ပါတယ်အဲ့တော့ခောက်ဆွဲရပြုတ်ရင်လည်းအကြာကြီးပြုတ်စားမလို့ပဲနဲ့ခဏနဲ့ကိုဣတယ်ပေါ့နော်အဲ့တော့အားလုံးပဲကျေးဇူးပါ